Enzo Fernandez ရဲ့နောက်ကျအသင်းကိုနဲ့အတူတူနလက်အသင်းကိုဂူအောင်ခိုင်းခဲ့တဲ့ Chelsea အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုဆိုင် Chelsea လက် YouTube Channel နဲ့ Facebook Page ကနေအပြာရောင်ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမပြောပြသွားမယ့်အကြောင်းအရာလေးကတော့မနေ့ညလန်ဒန်ဒါဘီပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားခဲ့ကြတဲ့ Chelsea အသင်းနဲ့ West Ham အသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ်ရှင်ညီကိုတို့တွေအနေနဲ့ကလည်းမနေ့ညက Chelsea အသင်းရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ခဲ့တာကြောင့်အားလုံးလည်းကျင်းနဲ့အားရပျော်ရွှင်နေကြမယ်လို့ထင်ပါတယ်မနေ့ညကရှင်ပြိုင်ကစားခဲ့တဲ့လန်ဒန်ဒါဘီရဲ့အကျိတ်နဲ့ရှိမှုနဲ့အတူရင်ခုန်တန်တွေကိုတဒိန်းဒိန်းခုန်စေခဲ့တဲ့ပွဲစဉ်ဟာ Chelsea ပရိသတ်တွေအတွက်တော့အစမှအမှားပါခဲ့ပေမဲ့အဆုံးမှာအလှပဆုံးပန်းတိုင်ကိုရောက်ရှိခဲ့တဲ့အပြာရောင်ညတညလို့တင်စားရမှာဖြစ်ပြီးနီးပြရိုဆေနီးယားရဲ့ပထမပိုင်းလူထုတ်ပုံအခင်းချင်းဟာလက်တဲ့ဆိုင်ရာကနေလက်ပန်းကျသွားခဲ့ရတယ်လို့ဖြစ်ခဲ့ရကခန်းစစ်ကြောက်ဆောင်ဖိုးဖားနာနဲ့ကူကူရဲလာတို့ကိုအနာပေးခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်ဝက်ဆန်သင်းအတွက်တော့တကားမရှိဓာမရှိဝင်ထွက်ခွင့်လမ်းပွင့်သွားခဲ့ရတယ်လို့ဘိုးဝင်းနဲ့ဝန်ဘီဆာကာတို့ရဲ့မှုန်တိုင်းဆန်တဲ့ထိုးပေါက်မှုတွေအောက်မှာဗိုက်ဒီယာရှိန်းနဲ့ဟတ်တို့တိုက်ပတ်ခဲ့ရကဥဆောင်ကိုနှစ်ကိုအထိအလင်းစလိုပေးလဲရခြင်းကအပြာရောင်ပရိသတ်တွေကိုအိမ်မက်ဆိုးတဲ့ခေါ်ဆောင်သွားခဲ့ပေမဲ့အမားကိုသိရင်အမှန်ပြင်နိုင်မှသူရဲကောင်းဆိုသလိုဒုတိယပိုင်းမှာရိုဆေနီးယားကကာနာရှိုဟတ်တို့ဗိုက်ဒီယာရှိန်းတို့ကိုထုတ်ပြီးဖိုးဖားနာ JP ကိုကူရဲလာတို့ကိုထည့်သွင်းကကိုပမားကိုညာထုတ် JP ကိုနှုတ်တဆက်နေရာမှာထားကစားစေခဲ့တဲ့မော်ဝင်ပြောင်းလဲကပွဲအဖြေကိုတဆစ်ချိုးပြောင်းလဲပြစ်ခါ59မိနစ်မှာဖိုးဖားနာရဲ့ဖန်တီးပေးမှုကနေ JP ကတပိုးမိနစ်90မှာကိုကူရဲလာကတပိုးနဲ့အာမန်ပါပါရှေ့ပနိုင်ခဲ့ပြီးပွဲပြီးကနေအချိန်ပိုး2မိနစ်မှာတော့ JP ရဲ့ဖန်တီးပေးမှုကနေအန်ဆိုဖာနတက်ကနောက်ကျမှရတဲ့ပြားရည်ကပိုးချုံမြိန်နဲ့ဆိုတဲ့စကားပုံအတိုင်းအနိုင်ကိုအပိုင်ကန်သွင်းယူကတူနလက်ရဲ့အသင်းကိုအတန်တိတ်ဂိုအောင်သွားစေခဲ့ရတယ်လို့အေးရေးပြဲရကျိုးနှက်တဲ့အနိုင်3မှတ်နဲ့အတူဇယားအဆင့်4နေရာကိုကြာကြာနာနာသိမ့်ပိုက်နိုင်ခဲ့တာကြောင့်ဒါဟာဇွဲမလျှော့တဲ့စိတ်ဓာတ်နဲ့ဗျူဟာမြောက်မဟာအောင်ပွဲတစ်ခုပင်ဖြစ်ပါကြောင်းပြောရင်အဆုံးသတ်လိုက်ပါတယ်ရှင်Chelsea ဖန်တွေအနေနဲ့ရောဒီနေ့ညရှင်ပြိုင်ခဲ့တဲ့ Chelsea သင်းနဲ့ West Ham သင်းပွဲစဉ်မှာ Chelsea ရဲ့စွမ်းဆောင်ရည်တွေအပေါ်အားရခြင်းနဲ့ကြရလားဆိုတာအောက်က comment box ထဲဝင်ရောက်ရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုဆိုင် Chelsea လက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ် Chelsea သတင်းနဲ့ပွဲကြိုပွဲပြီးသုံးချက်ဗီဒီယိုတွေတက်ဆက်ပေးတော့မှာမလို့ Like and Follow Subscribe လေးတွေလုပ်ခဲ့ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်